အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် trader type 3မျိုးအကြောင်းကိုကျွန်တော်မျှဝေပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဒီ trader အကြိုက် type 3မျိုးအကြောင်းကိုသိမှာကျွန်တော်တို့ trading လောကတွေကိုစောင့်မှန် beginner တွေအတွက်ကဒီ video ကိုကြည့်လိုက်ရုံနဲ့ဘယ်သူကတော့ဘာပါဆိုတာကိုတည်တည်ချာချာနားလည်သဘောပေါက်တော့မှာဖြစ်ပါတယ် okay ပထမဦးဆုံးတစ်မျိုးကကြတော့ content creator trader လို့ခေါ်တာပေါ့နော်ကျွန်တော် influencer trader လို့လည်းခေါ်တာပေါ့သူကကြတော့အဓိကကတော့ဒီမျိုးစားကျွန်တော်တို့ကိုယ်တိုင် trader tag ကိုကျွန်တော် trading ပညာရပ်ကိုကျွန်တော်တို့ share လုပ်တာပေါ့နော်နောက်တစ်ခါကျ trading lifestyle ကိုပြပြီးတော့ဝင်ရှာနေတဲ့သူတွေပေါ့နော်အဓိကရွေးချက်ကတော့ကျွန်တော်တို့နေ့တိုင်း news တွေဖတ်မယ်ပြီးရင်ကျွန်တော်တို့ BDC ကတော့တက်တော့မယ်ဘယ်သူကတော့ဘယ်လောက်ဘယ်ကျွန်တော်တို့ဒီဝေးကတော့ဘယ်လောက် BDC ပမာဏကိုဝယ်လိုက်ပြီးဘယ်လောက်ရောင်းလိုက်ပြီးဒီချိန်ဝယ်ရင်တေချာပေါက်မြတ်မယ်ဆိုပြီးတော့ကျွန်တော်တို့ follower များအောင်လုပ်ပြီးတော့ကျွန်တော်တို့ဒီ social platform တွေဖြစ်တဲ့ YouTube တို့ Facebook တို့နောက် TikTok တို့မှာကျွန်တော်တို့ထင်ပြီးတော့ပတ်စံရှာတဲ့အမျိုးအစား trader type ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော် brand တွေနဲ့ collaboration လုပ်မယ်ပြီးတော့ sponsorship တွေကနေဝင်ရှာဖို့အတွက်ကိုသုံးတဲ့ trader ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ daily analysis တွေကျွန်တော် trading နဲ့ပတ်သက်တဲ့နည်းပညာတွေကိုကျွန်တော်တို့သင်ပေးမယ်နောက်တစ်ခုကကျတော့သူတို့ရဲ့အဓိကcontent ခေါင်းစဉ်အောင်လို့ကျွန်တော်စိတ်လှုပ်ရှားစရာကောင်းရမယ်ခေါင်းစဉ်တွေနဲ့ကျွန်တော်တို့ဘုသူဒပေးတဲ့ခေါင်းစဉ်ပေါ့နော် knowledge sharing လုပ်တဲ့ခေါင်းစဉ်မျိုးတွေပေးတာပေါ့နော်အများအားကျွန်တော်တို့ content အသစ်တွေ track နေဖို့လိုတဲ့အတွက်ကြောင့်ကျွန်တော်တို့လူကြည့်များမယ် training ဖြစ်မယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ရှာဖွေတင်ဆက်ပြီးတော့မှသာကျွန်တော်အဓိက content monetization ကနေပြီးတော့ဝင်ရှာတဲ့ trader အမျိုးအစားပေါ့နော်ဒါ trader အမျိုးအစားနံပါတ်1ပေါ့နော်နောက်တစ်ခုကကျတော့ IB လို့ခေါ်တာပေါ့နော်introducing broker ပေါ့နော် broker ကို introduce လုပ်ပေးရတာaffiliate trader လို့လည်းခေါ်တယ်ပေါ့နော်အဓိကတော့ broker ကိုကျွန်တော်တို့က focus ထားပါဒီမျိုးစားကတော့ကျွန်တော်တို့ broker တွေနဲ့တွဲပြီးတော့ကျွန်တော် new user တွေကိုကျွန်တော်တို့ကရှာပေးရတာပေါ့ပြောမယ်ဆိုလို့ရှိရင်အဓိကသူတို့ရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော် broker အကောင့်ဖွင့်မယ်အဲ့ဒီ broker ကျွန်တော်တို့ဒီ introduce လုပ်ပေးလိုက်တဲ့မိတ်ဆက်ပေးတဲ့ broker မှာအကောင့်ဖွင့်စေတာပေါ့နော် user အသစ်တွေအဲ့လိုသူတို့အဲ့ဒီ user အသစ်တွေ trade လိုက်တဲ့ volume ပေါ်မူတည်ပြီးတော့ commission ကိုကျွန်တော်တို့ကသူတို့ကပြန်ရတယ်ပေါ့နော်အဲ့ trader တွေကပြန်ရဒီလိုမျိုးပေါ့နော်အဓိကကတော့ကျွန်တော်တို့ user အသစ်ရှာမယ်သူတို့ရဲ့broker မှာအကောင့်ဖွင့်ခိုင်းမယ်ဖွင့်ခိုင်းပြီးတော့သူတို့ရဲ့ trading volume မှာတစ်ဆင့် commission သူတို့ကပြန်ရတယ်ဒါအဲ့လိုမျိုးပေါ့နော်အဲ့တော့သူတို့ကဘာလဲကွာဆိုတော့ဒီ broker တွေရဲ့အားသာချက်တွေကိုပြောပြရတယ်အဲ့ broker တွေကဘယ်လို spread နေတာ deposit ဘယ်လိုwithdraw ဘယ်လိုမြန်တာပေါ့နော် promotion တွေဘယ်လိုပေးတာအဲ့လိုအကြောင်းတွေပြောပြီးအကောင့်ဖွင့်နေ tutorial ကိုတင်ပေးတာမျိုးလုပ်ရတယ်အဲ့ trader တွေကဒါကသူတပိုင်းပေါ့နော်ဒါပေမဲ့သူကသူတို့ trader လည်းတပိုင်းပေါ့နော်ဒါပေမဲ့ trader type ကကွဲပြားခြားနားဖို့တော့လိုတာပေါ့နော်အဲ့လိုမျိုး trader ရှိတယ်သူတို့ကကြတော့ဘာလိုအပ်လဲဆိုတော့သူတို့ရဲ့ type ကကြတော့ကျွန်တော် trust လိုအပ်တယ်အဲ့တော့ trust ဖြစ်မှသာကျွန်တော်တို့သူတို့ရဲ့ဒီ new user တွေပေါ့နော်အဓိကတော့သူတို့ကိုဘာတွေကယုံကြရော beginner trader တွေတော်တော်များများကအရန်ကိုအားကြကြရပေါ့နော်အဲ့တော့သူတို့က trusted ဖြစ်ဖို့အတွက်ဘာလုပ်ပြရလဲဆိုတော့ကျွန်တော်ဟိတ်ကြီးဟန်ကြီးနေပြရမယ်ကျွန်တော်အကောင်းစားကားတွေစီးပြရမယ်အကောင်းစားအိမ်မှာကျွန်တော်ယူခုကန်နေနဲ့ဘာတွေနဲ့ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေစီးပြပြီးတော့ broker ခေါင်းကိုကျွန်တော်တို့ကအဲ့ရွေးချယ်ပြီးတော့သူတို့ကအကောင့်တွေဖွင့်ခိုင်းမယ်ကိုစီကအကောင့်လာဖွင့်လို့ရှိရင်ဘာကျေးဇူးတွေရမလဲပေါ့နော်ဥပမာကျွန်တော် VIP single နဲ့ပေးတာမျိုးရပါတယ်ပေါ့နော်သူကအဲ့လိုမျိုးပုံစံမျိုးနဲ့တော့သူ့ရဲ့ကျွန်တော်သူရှိမှာတင်တဲ့တက်ရင်းနဲ့မှာ VM Sync နဲ့ UA နဲ့မှာတင် UA နဲ့ trade ပါဆိုတဲ့ပုံစံမျိုးနဲ့အကောင့်ဖွင့်ပြီးတော့ကျွန်တော်တို့ကလက်တွေစမ်းသပ်နိုင်အောင်ညွှန်ပေးရဲကျွန်တော်တို့ IB လို့ခေါ်တဲ့ trader အမျိုးအစားပေါ့နော်နောက်နံပါတ်3ချက်ကတော့တကယ်ကျွန်တော် professional နဲ့ professional trader solo trader လို့လည်းခေါ်တာပေါ့နော်ဒီအမျိုးအစားကတော့ကျွန်တော်တို့ဒီတခြားသူကိုကျွန်တော်တို့ကကြော်ညာဖို့အဲ့လိုမျိုးကြော်ညာဖို့ trick high ဖို့ track ကိုပဲကျွန်တော်တို့သူကိုယ်တိုင်ပဲကျွန်တော်တို့အမြတ်ရဖို့ profit ရဖို့ပဲကျွန်တော်တို့ focus ထားတဲ့ trader type ပေါ့ဗျာtrader type ကအဓိကရည်ရွယ်ချက်ကကျွန်တော်တို့ကိုယ့်ရဲ့ကိုယ်ပိုင် capital အရင်အနည်းနဲ့သို့မဟုတ်ဒါမှမဟုတ်ရင်နောက်ထပ် trader တစ်ခုကကြတော့ကိုယ်ပိုင်ငွေနဲ့ trader ရှိသလိုကျွန်တော်တို့ profile နဲ့ finance account တွေနဲ့ကျွန်တော်တို့က trader တွေလည်းရှိဒါတွေကတော့တကယ် professional trader တွေပေါ့နော်အဲ့တော့စနစ်တကျကျွန်တော်တို့က trade မယ်ပြီးရင် profit ကိုရဖို့တော့ပဲကျွန်တော် focus ထားတယ်သူကဘာတွေပါလဲဆိုတော့သူ့ထဲမှာကျွန်တော် trading psychology တွေပါတယ်risk management တွေပါတယ် trading strategy ပါတယ်ဥပမာကျွန်တော် SME ဆို price action လို့ကျွန်တော် also price action လို့မှာဗျာprice action လို့အဲ့လို trading strategy ပါတယ်အဲ့လိုအသုံးချတဲ့ပုံစံတွေကိုကျွန်တော်လက်တွေ့ကျွန်တော်တို့ trade ပြတဲ့ပုံစံပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ stop loss TR တွေလည်းရှိမယ်ကျွန်တော်တို့ profit ရရလည်းရှိမယ်ဒါတွေကတော့ trader တိုင်းကတော့ကျွန်တော် stop loss နဲ့ profit ကTP ကတော့ကျွန်တော်တို့ကရှောင်လွှဲလို့မရဘူးပေါ့နော်အဲ့တော့
စိတ်ရှိရမယ်ဈေးကွက်ပေါ်မှာကိုဖြစ်စင်သလိုမြဲမဖြစ်တဲ့အတွက်ကြောင့်အရှုံးကိုလက်ခံနိုင်တဲ့စိတ်ရှိပြမယ်ဆိုတော့လိုမဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကတည်တည်ချာကျွန်တော် beginner trader တွေကိုနီးမှလမ်းမှန်ရှင်းပြပေးနိုင်ရမယ်ပေါ့နော်တကယ် trading result တွေကိုအခြေခံပြီးတော့ငါတို့ကဘယ်လို trade ခဲ့ပြီးတော့ဘယ်လိုတွေးပြီးတော့ဘယ်လို trade ခဲ့တာဆိုတဲ့ case study မျိုးလေးတွေကိုကျွန်တော်တို့ဒီလိုမျိုး trader တွေကဒီကျွန်တော်တို့ social platform တွေမှာ share လေးရှိတယ်ပေါ့နော်အဲ့တော့ trader type ကကျွန်တော်တို့3မျိုးရှိမယ်ပေါ့နော်အဲ့တော့ကိုကျွန်တော်တို့ကလာပြီးတော့မိတ်ဆက်တဲ့ trader နောက်တစ်ခုကကျွန်တော် TikTok တို့ YouTube တို့ဒီ Facebook တို့ပေါ်မှာအကြောင်းအရာတွေဘာအကြောင်းအရာတွေတင်နေလဲဆိုတဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒီအချက်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဒီ trader ကဘယ်လို trader တိုက်ထဲမှာပါလဲဆိုတာကိုကျွန်တော်တို့ကbeginner trader တွေအနေနဲ့တည်တည်ချာချာလေးနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel ကို like and subscribe လုပ်ပေးကြပါဦးဗျာ